မင်္ဂလာပါရှင်တို့ကြပါစို့ခွေရသည်ကတညတာမေဖို့တော့တဘဝတကယ်ပါမေကလေးချီတာမွဲပေါ်မေနဲ့မောင်လွေရသည်ဖူးသာကြောင်းထွေထူတပေါင်းလေးတော့တော့ခါရပြီးဆောင်ကြယူတာများတို့မို့တို့ထာတို့တောင်ရောက်စရာရက်ဝါသူတို့မငဲ့ညာလွတ်ခွာသွားထားရဲ့ဒါဘွာထပ်ကနင်းနေအတင်းမှပြေးထန်လို့သာရက်စင်တွေမျိုးရက်ရှင်နဲ့ဆိုဒီချုံရိတ်ခါရစားတာမိုးတောင်းညို့လို့မိုးရည်တာမိုးတောင်းဆုံးမုံရောတလားတခါဟုတ်ဒီပတိရမလို့သာမိုးတောင်းညို့မဲလီတော့အခါအပူခွဲလီတလားတစားမြည်ရင်ဝဲတကယ်မှဒီနေ့တက်တယ်သူရှားကြော်ကြခဲ့တဲ့ကာရမီဆိုတော်ကြီးအမေတော်မမအေးရဲ့တချင်းကောင်းလေးတစ်ပုဒ်ဆယ်မိုးဆယ်နင်းတဲ့အမေအလွမ်းကြီးသူဆိုလိုက်ရကြနော်ဝါခတ်တာနင်းနဲ့အတင်းမှပြင်းထန်လို့သာရက်စင်တွေမျိုးရက်ရှင်နဲ့ဆိုဒီချုပ်ရိုက်ခါညာစားတာမိုးတောင်းညို့လို့မိုးရည်တာမိုးတောင်းချုပ်မုံရောတလားတခါဟုတ်ဒီပတိရမလို့သာမိုးတောင်းညို့မဲလီတော့ခါအပူခွဲလီတလားတစားမြည်ရင်ဝဲကျဲလေးကမနေမပြန်ကျဲဝဲဝဲလေးမဝဲဝဲကြည်တာမမွေးတို့မွေးတို့တာဆောင်းနေမှနိုင်ရနဲ့တရားလေးအလိုက်လေအမိအခဲဒီတဲ့ဆက်ဆက်ပဲခွာခေါ်ယူရဲ့ညာညောတို့လောင်းလောင်းလေးသလားလို့ချမ်းဆောင်ရက်တွေရှိရှိလာရွာတရားနဲ့လာပြန်တရားမြစ်ချရဲ့နမမကြမ်းလား